သာသနာတော်နှစ်2552ခုနှစ်ဩဇာတက္ကရာ1980ပြည့်နှစ်ဒီလိုရေလာပြီးတော့17ရက်ရန်ကုန်တိုင်းဗဟန်းမြို့နယ်ဇာတော်ရလမ်းမင်္ဂလာစေဓမ္မယုံတော်ကြီးအတွင်းဝယ်စေခြင်းမှပြုလို့အပ်သည့်ရာဟုယံဓမ္မသဘင်အခမ်းအနားဝယ်ဟောကြားအပ်သောပဋ္ဌာန်းမြတ်ဒေသနာတရားတော်ဒီနေ့ညဓမ္မသဘင်အခမ်းအနားကိုရှိခိုးတော်လည်းရှင်တော်မြတ်ဗျာ၏မဟာကရုဏာတော်အာယုံပြုတာတည်ကျူးဖွယ်ဆိုအပ်သောဝရဏပနာမအာတိတသံဃာဝိသုစုပူဇော်ခြင်းဖြင့်စတင်ရအောင်ယောကဘာဂောတိဟိတိယမမေယံကာလံတရုံသောတိတုကရာနိခေရံကတောလောကဟိတာယနာသောနမောမဟာကာရုဏိကတတ္တယောဂသောဝိရိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုဏ်တော်ခါတစ်ဖြင့်နာထအမိညာခြင်းရှင်တော်မြတ်ဗျာသည်သမဂောတိဟိတိဂရေနောအရေအတွက်သင်္ချာတို့ဖြင့်တော်လည်းအမေရိယရေတဲ့တိုင်းသာဖော်ပြခြင်းမှာမစွမ်းနိုင်သောကာလဝိအတိချေသိနေတော်ရှိကြသောကာလပတ်လုံးလောကဤတရားတလောကဤအကျိုးစီးပွားအလို့သာအတိကရယမျိုးစားတဲ့ခြေလက်အင်္ဂါမိစ္ဆာကြီးမှသမီးတာရင်တထာဇဂီသံယင်းကြီးဟုကျတိထဝေငါးပဲအစုလုံးခဲတော်မူလို့ကိုကရုဏာဘုရားရှင်ယံဒီတန်ကျုပ်ကိုအာထုတော်မူရသည်ဖြစ်၍ခေရလည်းချင်းမျက်လုံးအသက်ဆုံးရဲ့နှလုံးဆရာကိုရောဤပြမန်းင်းတို့ကတောဘဝဒါနတိဗံများစွာရောက်တော်မူခဲ့ရရှာလိမဟာကရုဏီကသတ္တတော်အများယဝေတာကေရုသနာချစ်ကေမဟာကရုဏာရှင်ဖြစ်တော်မူသောသတ္တနာတသောဝိယများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုဏ်ပေါင်းခါလည်းဖြင့်နာထအမိညာထိုရှင်တော်မြတ်ဗျာအားနမောယုတိပြောင်းပြောင်းမှန်ကိုပြော၍ကရောယုကျုရှိခိုးခြင်းသည်အထုဘဝတုစေစေတည်းဖြစ်ပါစေတည်းပဋ္ဌာန်းမြတ်ဒေသနာဒီတရားကောင်းတဲ့ရဲ့ဘုန်းကြီးတို့ဒီဓမ္မရေးပေါ်မှာ9ရက်ပြီးဟောကြားအောင်ဖြစ်ပါလေဒီနေ့အပိုင်း1ဟောပြီး9ရက်ညမှာအပိုင်း1အပိုင်းတော့စပြီးဖြစ်ဒါပစ္စည်း24ပစ္စည်းတစ်ခုစီတစ်ခုစီမိမိတို့ဘဝနဲ့ဘယ်လိုဆက်ဆံပြီးတော့ဘယ်လိုစကားယူရမလဲဆိုတာကိုသိရှိနားလည်အောင်အပလိုင်းလုပ်တဲ့နည်းကိုအဓိကထားပြီးဟောပြောပါဖြစ်ပါတယ်။ရှင်သာချမ်းတရားတော်ကြီးကိုဟောကြားတော်မူတဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးအမှန်တန်ခြေဝမ်းတဲ့ဒီပဋ္ဌာန်းတရားတော်ကြီးကိုဆင်ញင်သုံးသပ်တော်မူတဲ့အခါမှာခန္ဓာကိုယ်တော်ကနောက်ဒီတော့60ကွန်ပျူတာပေါ်တယ်ဆိုတာဘုရားတော်ဝင်ကျွန်တော်စေလို့အလုံးကြာဦးနာဝရှိပြီးသားဖြစ်တယ်။ဒါဖြစ်လို့ခန္ဓာကိုယ်ကနောက်ဒီတော့ထွက်ပေါ်ရတယ်ဆိုရင်ဘုရားမြတ်စွာရဲ့ဉာဏ်တော်ကြီးကလည်းအမတန်ကျေဝန်းအမတန်အစွမ်းဆက်ဣဒနာမန္တရာကိုသိနိုင်စွမ်းတတ်ပြီးရှိတယ်ပဋ္ဌာန်းကျမ်းကြီးကလည်းထိုဉာဏ်ကြီးကျေတော့ကျစားလို့ရအောင် ဘ
အဆုံးစားကန့်တာမရှိအောင်ကျေဝေါနေကျေဝေါနေတဲ့ကြောင့်မြတ်စွာဘုရားရဲ့ဉာဏ်တော်ကြီးကြီးတဲ့တော့ပဋ္ဌာန်းကြီးကကျေသည့်အတွက်ကြောင့်ဘုရားမြတ်စွာရဲ့ဉာဏ်တော်ဟာပဋ္ဌာန်းကျမ်းကြီးမှာဘယ်လိုမျိုးရောပဲနှိမ့်ချပြီးတော့ပိဋိစိတ်များပါဝါဖြစ်ပေါ်စေတို့ပိဋိနဲ့ရှင်သောစိတ်တွေကရှင်တော်မြတ်ဘုရားရဲ့ခန္ဓာကိုယ်မှာရှိတဲ့တွေးတွေသားတွေဖြူစင်ဝန်းလက်စေတော့ခန္ဓာကိုယ်ကတောင်းကြည့်တွေပြေးထွက်လာဆိုလိုတာကတော့စိတ်ကစားအကြောင်းရှိမိုင်းဘုံကာမပေါ့နော်စိတ်ကြောင့်ဖြစ်ပေါ်လာတယ်အဲ့လိုကာမပုဂ္ဂိုလ်တွေလည်းရှိတယ်လေဒီတိဖြစ်နေတဲ့အချိန်မှာသူအလားအယောင်ဒေါသဖြစ်နေတဲ့အချိန်အလားအယောင်မတူဘူးအပြင်မှာအယောင်လေးမထွက်တော့လည်းပဲဒေါသဖြစ်နေတဲ့ပုဂ္ဂိုလ်ရဲ့အသားအယောင်နဲ့ဒီတိဖြစ်နေတဲ့ပုဂ္ဂိုလ်ရဲ့အသားအယောင်နည်းနည်းလေးမှလာပြီးတော့ပေါ်လာမျိုးလို့ရှိတယ်ဒါဆိုရင်စိတ်တော်ကြတော့အလုံးတန်ရှင်းစေတဲ့အတွက်ကြောင့်ခန္ဓာကိုယ်မှာရှိတဲ့စိတ်ဓာတ်ရုပ်တွေကတော့တောက်ပြောင်တာစိတ်ဓာတ်ရုပ်တွေရဲ့အစွမ်းရောက်ကံစားဥဒ္ဒရုပ်တွေပါလည်းပဲမိမိရင်းမရှိတောက်ပြောင်လာတော့ခန္ဓာကိုယ်မှာရှိတဲ့ရုပ်ခန္ဓာရုပ်ပိုင်းဆိုင်ရာတွေဟာအယောင်တလက်နဲ့အရေးကြီးကျင်းတော့အယောင်တလက်နဲ့ဝင်ပြောင်းလာဒါကြောင့်ခန္ဓာကိုယ်တော်ကသာတော်ဝိရောကစပြီးတော့သက်ဆိုင်ရာပင်ကိုရှိတဲ့အနေထားအယောင်တွေဟာဖိဖိတောက်လာပြီးတော့ရောင်ပြီးတော့60ဆိုတာဖြစ်လာပြီတော့ဒါအာလုံးကြည့်ကြတဲ့လည်းပဲရောင်ပြီးတော့60ဆိုတာနိဒပိတလောဘိတဩရကမြေစိတ်ထပပ္ပတရာတဲ့ယူသောရောင်ကြည့်တော့သက်ဆိုရရဲ့ခန္ဓာကိုယ်မှာအညူရောင်အဆင်းရှိတဲ့စံပင်တို့နှလုံးကဲမှာရှိတဲ့အ내ရောင်တို့မျက်ခုံးမွေးတို့စသဖြင့်မြတ်စွာဘုရားရဲ့တဏ္ဍာမှာရှိတဲ့အ내ရောင်အညူရောင်ရှိတဲ့အရာတွေကဖိတ်ဖိတ်တောက်လာပြီးတော့ညူရောရောင်ညူရောတွေဖြစ်တယ်ဒီလိုသဘောနောက်ခန္ဓာကိုယ်မှာရှိတဲ့အရည်တို့ဘာလို့ကမြတ်စွာဘုရားရဲ့အဆင်းကရွှေရောင်လိုဝါဝဲနေတဲ့အဆင်းရှိတော့အဲ့ဒီအဆင်းကြီးဖိတ်ဖိတ်တောက်လာတဲ့အခါကျတော့ဝါရောရောင်ရှိသွားတော်တို့ဘာလို့ကနေဖြူတော့ရောင်ချီတော်တွေထွက်တယ်သွေးတော်တို့ကနေပြီးတော့ဒီရောရောင်ချီတော်ထွက်တယ်နှကန်းတော်တို့လည်းပွားတော်ညီးနေတဲ့အရာတွေခန္ဓာကပို့ပြီးတော့ညီရဲပြီးလှပလာတဲ့ရောင်ချီတော်တွေဒီလိုထွက်တာဒီလိုဒီကလောဟိတဩရဒဆိုတဲ့ဒီရောင်တွေဟာတစ်ခုနဲ့တစ်ခုအနေနဲ့အချင်းရောစားလိုက်တဲ့အခါကျတော့ပန်းအောင်ဖြစ်လာတယ်ဒါဝဲမေစိတ်ထားတော့ခေါ်ပြီးတော့မောင်းလို့ရောင်ကြည်တော်လို့ပမာရရပြန်လေးရှိတယ်ပေါ့ရောင်ကြည်တော်ဒီမျိုးထွက်လာတယ်အဲ့ဒီရောင်ကြည်တော်၅မျိုးရောဆက်ပြီးတော့ထွက်လာတဲ့အခါကျတော့ပပ္ပတရာလို့ပြောဖြစ်ထွက်လာတယ်ဒီပဋ္ဌာန်းတရားတော်ကိုဆင်ခြင်လိုက်တဲ့အခါမှာလက်ဆောင်ရဉာဏ်တော်ဟာအဲ့ဒါကမှဆောင်းရည်ချက်ချက်တောက်ပလာပြီးပဋ္ဌာန်းတရားကြီးကလည်းကျေဝန်းတယ်အနန္တတရားလို့ဆိုတဲ့အတိုင်းပဲမကုန်နိုင်တော့အောင်ကျေဝန်းတဲ့ဒီလမ်းတွေပဲမှာဉာဏ်ချက်စားတယ်လို့ချက်စားလို့ရယာဝတ္တကံမြေယံတာဝတ္တကံညာယံညာနာသိเสียရီအတိုင်းသာရှိတော့သိတဲ့ဉာဏ်ကြီးကလည်းလိုက်ပြီးသိရတယ်ယာဝတ္တကံမြေယံတာဝတ္တကံညာနာလို့ဆိုဘုန်းကြီးတို့တွေမှာတော့သိเสียတွေကများပြီးတော့သိတဲ့ဉာဏ်ကအားနည်းနေတယ်ပေါ့လက်ဆောင်များတဲ့သိเสียတွေများတော့ဉာဏ်ကြီးကအကုန်လိုက်ပြီးသိတယ်ဒီလိုပြောတော့မှသိเสียများတာတော့မှန်တယ်ပေါ့သို့တော့သိနိုင်တဲ့ဉာဏ်စွမ်းအားတော့သိเสียမှန်တရားကိုသိဖို့ဆိုတဲ့စွမ်းအားတော့ဒီတိုင်းမရဘူးပေါ့အဲ့တော့မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးမှာတော့ယာဝတ္တကံဝိယံသိเสียတွေများတော့များတော့တာဝတ္တကံညာတံဉာဏ်တော်ကြီးကလည်းလိုက်ပြီးတော့ကျေဝန်းနေတယ်တဲ့ဟောဒီပဋ္ဌာန်းကျမ်းကြီးကိုဆင်ခြင်လိုက်တဲ့အခါကျတော့
ဉာဏ်တော်ကြီးနဲ့သိကြအာယုန်တွေဟာအဝင်ဝင်ချဖြစ်သွားလို့ခန္ဓာဆယ်လေးတွေကဥပမာပြတာလေအမတန်ကြီးမားတဲ့ဝေလာငါးကြီးတွေကမြေချောင်းအင်းအိုင်ထဲမှာဆိုရင်ဘလူးတာမတော့တာကုန်းတင်ပုံမှာပေါ့တကယ်နဲ့တိုင်းကြီးတွေရရင်တော့ဒီဝေလာငါးကြီးတွေဟာချောင်းချိုးပြီးတော့ကုကျနိုင်ခုတကယ်ကြီးကအလွန်ကျယ်သည့်အတွက်ကြောင့်လွတ်လွတ်ပြီးတော့ကျဆန်းနိုင်တယ်အဲ့ဒါမျိုးလို့ပဲမြတ်စွာဘုရားရဲ့ဉာဏ်တော်ကြီးဟာပဋ္ဌာန်းချမ်းဆင်ញင်သုံးသပ်လိုက်တဲ့အခါမှာပဋ္ဌာန်းကြီးကလည်းကျယ်ဉာဏ်တော်ကြီးကလည်းကြီးအဝင်ဝေကြဖြစ်ပြီးတော့ပီတိဖြစ်လာလိုက်တာဖြစ်လာတဲ့ပီတိစိတ်ဆွမ်းအားတွေကထုတ်လုပ်လိုက်တဲ့ရုပ်ဟာအလုံးစင်ကြယ်တန့်ရှင်းလာပြီးခန္ဓာကိုယ်ကပိတ်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 နဲ့ရောင်ကြီးတော်ကြီးထွက်လာတယ်လို့ပြောတော့နော်အဘိဓမ္မာခုနှစ်ကျမ်းဆင်ခြင်သုံးသပ်တဲ့ယရဏကရတ္တဟာယရဏဆံရောင်းတော်မှာနေထိုင်ရင်းမြတ်စွာဘုရားအဘိဓမ္မာကျမ်းတွေကိုဆင်ခြင်သုံးသပ်ပြီးခန္ဓာဝါရောက်တဲ့အခါကျတော့မှဒီအဘိဓမ္မာတရားကိုဟောကြားတဲ့ထဲမှာအဘိဓမ္မာတရားထဲမှာတော့အကျေဝန်းဆုံးအခက်အခဲဆုံးနည်းနည်းဆုံးလို့ပြောတဲ့ပဋ္ဌာန်းကျမ်းကိုနောက်ဆုံးမှဟောကြားတော်မူတယ်အနန္တမယသမန္တပဋ္ဌာနာဒီတွေကလည်းသုံးသပ်မရှိအောင်မိမျိုးစုံနဲ့ဟောဒီပဋ္ဌာန်းကျမ်းကြီးကိုလက်စွာဘုရားရဲ့သင်္ကိုယ်တော်မြတ်ဟာမိမျိုးစုံနဲ့ခွဲခြားစိတ်ချပြီးတော့ဟောလိုက်တာမဆုံးနိုင်တော့အောင်ကျေဝန်းများပြားတာပဲနော်ဒါဝိမာနဒီမှာတက်ပြီးတော့ဟောတဲ့ပဋ္ဌာန်းကျမ်းကြီးကအခုဒီကနေ့လူကြီးမှာမှတ်တမ်းတင်ထားတဲ့ပဋ္ဌာန်းကျမ်းနဲ့ကြောင့်များစွာကျေဝန်းနေတယ်ဆိုတော့လူကြီးမှာရှိတဲ့ပဋ္ဌာန်းကျမ်းကရှင်သာရိပုတ္တရာမထေရမြတ်စီစဉ်ပြီးတော့ထားတဲ့အကျဉ်းမြတာဖြစ်တဲ့ပဋ္ဌာန်းကျမ်းပဲဖြစ်တယ်။အဲဒါကိုအဘိဓမ္မာဝါစနာမေဘောတာလိမုဒ္ဒထေရကဘောတဲ့